သူများလောက်ပြီးတွန်းလို့စဉ်းစားနေ ကဲဘလို့နေထားလူပိဒီတစ်ခါ မိုးရွာပါ မိုးရွာလို့မိုးမရဒီတက်ပို့ကောင်းပါလား မိုးရွာရကချနာပူတွေ ရှယ်နော်โอเคဒါဆိုနောက်ဆိုရင်ကျွန်တော်တို့အတူတူလိုင်းဟိုက်အောင်မယ်နော်โอเคကျန်မော်လိုက်လား မမောဟမ်မောအစင်းပြေကောင်းတယ်ရှယ်နောက်တော့အောင်းနောက်မန်ကိုင်းနော်မန်ကိုင်းစော်စီးပြီလား မရှိသေးဘူး စော်မရှိသေးမှတ်တာနော်မိမနဲ့ပြန်ပြောတိုင်းမှာညီလေးလားညီမလေးလား ညီမလေးပါ ညီမလေးလား ငလာပါ ဟုတ်လားနေထားဒီနေ့ ဒီမိုးရွာတော့ဒီဦးကတော့ကိုပါမှာပေါ့ ရှိတ် ရှိုက်တယ်နည်းတော့ပြင်ပန်းတယ် ပြင်ပန်းရနော်မိုးရတော့ပြင်ပန်းတယ်ပြောတယ်လူလဲကြွက်တတ်တော့မှာဟိုမမောင်းခင်ကတော့အရန်ချမ်းတယ်နော် ကျွန်တော်မောင်းနေနဲ့နှိပ်ပြီးလာလား ဟုတ်လား ဒီဘက်တစ်ချမ်းဒီလိုလက်တစ်ဖက်နဲ့ တတိတာလို့ပြီးဒါပေမဲ့မောင်းလိုက်တော့သွေးပူကတော့ချမ်းမှမသိတော့နော် မသိတော့ပြောတယ်လို့နော် ကြော်ကြိုင် အားလုံးမင်္ဂလာပါ โอเค နောက်မှဝိုင်းပါ အေးပါမောင်းဝိုင်းပါဒါကတက်မျိုး ကိုတမြတ်ထုံးပါ အဆူလာဆိုင် အစလာစား ကဲဒီနေ့လာရတဲ့ခီးစင်မှာဘယ်လိုခံစားရလဲပွဲတယ်နဲ့ ပြောရဲပြောလဲချမ်းလဲချမ်းတယ်နော် မောရဲမော ဟုတ်ပြီဒါကြီးလေကဲဒီဘက်လူမျိုးကြီးဒါတော့စော်ကြည့်ပဲပေါ့နော်ကျွန်တော်တို့ဖွဲ့ရမှာဆိုရင်အားဖြူသုံးတဲ့အချောဆုံးပေါ့နော်စော်ကြည့်ပဲ လာပါ သူကချောနဲ့ရောင်းလို့မထွက်သေးဘူးခင်ဗျာဒီ ဝယ်မဲလို့မရှိ ဘယ်မဲ့လူသိရင် ဒိတ်ကုတ်လေဗျဒိတ်ကုတ်လေ ဒီနေ့နေထားလေး ရှယ်ပါပဲ ရှယ်ပဲနော်မန်ကိုင်း တနေ့ကိုမွေးချွားတယ် တနည်း ရှယ်โอเคโอเคဘေးနေထား အနေထားတော့အဆင်ပြေဆွဲရတာ လန်ထွက်နေပါနော် ဆွမ်းနေ နေပါဦးဒီနေ့သတင်းကြားတာ200ကျော်အထိတော့ဆွဲပလိုက်တယ်ဆို ဟုတ်တယ်အဲ့ဒါတော့အမှန်တရား ဖိတ်ရကဲဒီဘက်က200ဒီဘက်က200ဆွဲလိုက်အခုကျွန်တော်တော့တော့ဖြစ်သွားတယ်200ဆွဲလိုက်တဲ့အတွက် မခိုင်တို့ပြပါ ကဲမခိုင်နားလေးမှာဆိုင်ကယ်လေးဖြတ်သွားမခိုင်ရဲ့ရင်တော့ဘယ်လိုခံစား လောက်သက်ချင်းရင်တောင်းရတယ် ရင်တော်ရနော်ဒီဘက်200ပေါ့နော်အခုဘယ်လိုခံစားဝိကင်းနဲ့ဆိုဖြတ်သွား ဝိကင်းနဲ့ဖြတ်သွားခါကြလေဒီမရင်ထဲမှာလေအဲ့ပြောနေတဲ့ဟာလက်မှာလက်ပြတွေပါလွတ်ပြီးလို့ထင်ရတယ်အစိမ့်မှာမောင်းနေတဲ့တယောက်ဆောက်ဆွဲပလိုက်တယ် ကျန် လမ်းပြီးတော့မှလည်းသူလေးအနာကနေဖြတ်ကုန်လို့ဆိုတော့အစရတယောက်ဆောက်ထည့်လိုက်တာသူလေးလမ်းသွားတယ်ကိုလည်းဆွဲထည့်လိုက်တာငယ်ဆဲဆဲလေဘုန်းကနေရတော့ငါအဲ့ငါအဲ့လက်လုံးနှလုံးလေးပဲအဲ့နေတယ် အိမ်ငန်းနေတဲ့လူကဘယ်လိုဖြစ်သွား လက်ပြတွေပါလွတ်နေလို့ခံစား လက်ပြတွေပါလွတ် လို့အဲ့200ဆွဲရတယ်ကြောက်စီရတယ် 200အဲ့ဒါ200အကုန်ပဲနော်မအရာမပိုက်သိရင်တော့ဘလားမပိုက်တော့ကနေ လောက်တာအောင်ပေါ့နော်ငါလည်းအဲ့လိုဘိန်းဝဲနိုင်တဲ့တနေ့နေ့နာမှငါဖြတ်ပြမဆာရနေကြဖြီးပါပါချက်ချင်းတော့ပဲအဲ့ဒီဘိန်းကိုလည်းအခြေဆက်ပြီးတော့ဇတ်တထန်တော့ဝဲလာမှာ ရဇက်တထောင်နဲ့နော်ကြားတယ်နော်အဲ့ကကြနားမှာပြန်ပြီးတော့ဝုန်းပြန်လောက်မှာနော်โอเค အနားကနေပြီးတော့လေဘေးနားနေပြီးတော့မခွာတန်းအောင်လိုက်ပြီးတော့ဇတ်တထောင်တော့ကတ်မှာပုံမောင်းပြီးတော့အင်ဂျင်နားမှာဒီလိုနဲ့အုံကတ်တော့ထားအိန္ဒိယနိုင်ငံမှာရေစောပြောင်းကိုပလိတ်ဖမ်းတယ်လို့ပြောတယ်တော့မယ်ဒီနမခံစားရတော့သူ့ပေးခံစား ကျန်မကျင်납ပွဲရှင်းပြုံးလေးပါထင်လို့နော် လူပိဒီနေ့ဟာရတဲ့ခီးစဉ်မှာဘယ်လိုနေထားရှိလဲလို့ ပြောပါတယ် ပြောပါချမ်းလဲချမ်းတယ် ချမ်းလဲချမ်းပြောရဲလဲမားတယ်ခုချက်ကြီးတုတ်နေတော့ပဲ ကျွန်တော်တို့အဖွဲ့ကအခုဆိုလို့မြင်တစ်နှစ်ကျော်ပြီပေါ့နော်အဖွဲ့ထောင်လာခဲ့တဲ့အချိန်မှာ ဟုတ်တယ် ဒါပေမဲ့ခရီးထွက်တိုင်းကိုလမ်းမလွဲတဲ့လူကတယောက်မှမရှိဘူး ဟုတ်တယ်မှန်တယ် လွဲတယ်တရားမဟုတ်တရားလွဲအဲ့ဒါတော့ ထုံးစံပဲလေ အဖွဲ့ရဲ့အားသာချက်တစ်ခုပဲပြောအောင်ပါနော်โอเคအဲ့တော့ကျွန်တော်တို့ဒီလိုရေဘောလုံးစနေစီပြပါမယ်မဘေးရပြရကြတော့မှာပဲဒီကလေးတွေတော့ရိုက်ကန်ပြီးတော့မယ်